ကြောင့်ဒီအများရဲ့အခက်အခဲတွေ့တယ်ဆိုတော့ကျွန်တော်တို့ဒီ5 percent နဲ့ပြောမယ်ဆိုတော့ဒီတဝက်ထိတောင်တော့ကျွန်တော်တို့မရောင်းနိုင်သေးဘူးပေါ့ဒီကန်ဆာမဲတွေရှိတယ်ဆိုတော့အဲ့မှာပထမစုကကျွန်တော်တို့ဒီတင်း30တန်ဒီနွမ်းနောက်ပေါ့ဆိုတော့ဒုတိယစုမှာကျွန်တော်တို့ဒီအာ tablet ဆိုတော့ဒါတင်း20တန်ရှိမယ်ပြီးရင်တော့ဒါကျွန်တော်တို့တူမီတနာရှိမယ်တတိယစုမှာဆိုဒီဟာကိုကျွန်တော်တို့ကန်ဆာမဲလုပ်နေတယ်အဲ့ဒါကိုလည်းကျွန်တော်တို့ဒီကန်ဆာရင်းနေပေါ့ကျွန်တော်တို့တော်ထိုင်ရေးမှာပါဝင်ကြဖို့လဲဆက်လက်ပြီးတော့ဒီခါလေးကြောင်ညာပေးချင်တယ်ဆိုတော့အခုဥဆောင်တဲ့လူဒီအားလုံးကျေးဇူးတင်တယ်ပြီးတော့ကျွန်တော်တို့ဒီ sporting ကနေပြီးတော့ဒီအတင်းမှုလဲကျေးဇူးတင်တယ်ဆိုတာကိုလည်းပြောချင်တယ်ဆိုတော့ကျွန်တော်တို့ဒီကျွန်တော်ဖက်မှာတော့ line ရအဆင်ပြေလိမ့်မယ်ဆိုတော့ဒီကျွန်တော်လူတယောက်ကဒီ line အဆင်ပြေမှာမဟုတ်ဘူးဆိုတော့အဲ့ဒါလဲဒီလို line အဆင်ပြေကောင်းတာပေါ့ခုဟာဖြစ်တော့ဒါလည်းနားလေပြကြပါလို့ပြောချင်တယ်ဆိုတော့ကျွန်တော်တို့ဒီယခုမတူပီ CDF တပ်မဟာနှစ်မှာဒီထမ်းဆောင်တဲ့ရေးဘော်ဒီအယောက်စီတန်းရယခုချိန်ထိပြောမယ်ဆိုရင်တော့ကျွန်တော်တို့မတူပီမှာပဲဒီတိုက်ပွဲဖော်ဆောင်တာမဟုတ်ချင်းပြည်နယ်တပြည်နယ်လုံးမှာတိုက်ပွဲဖော်ဆောင်ပါတယ်တော့ချင်းပြည်နယ်တပြည်နယ်လုံးမှာကျွန်တော်တို့ပူပေါင်းစစ်စင်ရေးတွေအများကြီးတွားပါတယ်လုပ်ပါတယ်ဆိုတော့ပြောချင်တာကဒီခွေးချမှုမရှိဘူးပွပွလင်းပြောမယ်ဆိုတော့ကျွန်တော်တို့ CDF မတူပီဒီတပ်မဟာနှစ်ကဒါတူရေးငါရေးဆိုတဲ့စိတ်ကမရှိဘူးချင်းဒီစီးလုံးနိုင်ရင်တော့ဘယ်နေရာမဆိုအကုန်လုံးတစုတစည်းပါဝင်ဖို့ကအစဉ်သင့်ဖြစ်တယ်အဓိကတော့ဒီစီးလုံးမှုကိုကျွန်တော်တို့ဥတည်တယ်ဆိုတော့ချင်းပြည်နယ်မှာစစ်ကောင်စီမရှိတော့နောက်ပိုင်းမရှိတော့တဲ့အချိန်ကနဲ့ဒီအုပ်ချုပ်ရေးကအစကျွန်တော်တို့ဖော်ဆောင်တဲ့အချိန်အထိကျွန်တော်တို့အတူတကွလက်သွေးပြီးမှသွားနိုင်တဲ့အဆင့်ကိုကျွန်တော်တို့ရဲ့အဓိကရည်ရွယ်ချက်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ယခုလက်ရှိမှာလည်းကျွန်တော်တို့အရန်ဒီဘယ်လိုပြောမလဲone day ဆရာဒီအများကြီးရှိတယ်ဆိုတော့ကျွန်တော်တို့ဟိုဝန်တာဆရာတရင်လည်းအများကြီးရှိတယ်ချင်းပြည်နယ်ဒီနေ့လုံးမှာပြန်ကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့မနေ့ကပဲဒီမကြသေးခင်ကပဲကျွန်တော်တို့ဒီညီနောင်ဖက်ကနေမှလမ်းကိုပြန်ပြီးတော့ရယူနိုင်တယ်ဒီလိုနဲ့ပဲကျွန်တော်တို့ကြံရှိနေတဲ့မြို့ဒီကိုကျွန်တော်တို့စုပေါင်းအင်အားနဲ့တိုက်ရင်တော့ချင်းဒီကလုံးဝတိုက်နိုင်ပါတယ်ဆိုတော့တခြားလူဒီတာခေါ်ရှာမလို့ဘူးပုလင်ပြောမယ်ဆိုတော့ချင်းဒီတကယ်စီးလုံးနိုင်တယ်ဆိုတော့ဘယ်သူမှမလို့ဘူးကိုယ့်လက်ထဲမှာအကုန်လုံးရှိတယ်ကိုယ့်လက်နဲ့ကိုမွေဖမ်းနိုင်တဲ့အရေးချင်းအလုံးချင်းဒီမှာရှိတယ်ဒီဟာကိုမကြည့်ပဲဒီဟာကိုမတိကြပဲနဲ့ဟိုကိုဟာကိုလက်ကိုမယုံပဲနဲ့ပေါ့အယုံကြည်မရှိပဲနဲ့အာဟိုဆွေးခေါ်ဒီဆွေးခေါ်တဲ့ဟာဒီကနောက်တော်တော်လေးဒီပြဿနာလေးဖြစ်တယ်ဆိုတော့ဒီဟာကကျွန်တော်တို့အတွက်အရင်းမြစ်ပဲဆိုချင်းဒီယာဒီအဓိကတိထားဖို့ကဘယ်တော့မှဆိုချင်းပြည်ဖြစ်လာတာကဗမာတွေကလည်းလာပြီးတော့တိဆောက်ပြတာမဟုတ်ပါဘူးပြောချင်တာကဘယ်တိုင်းသားဖွေကမှလာပြီးမှခင်ဗျားတို့ချင်းပြည်ဖြစ်ပါစေဆိုမှကျွန်တော်ပြေးတာမဟုတ်ကိုယ့်လက်နဲ့ကိုတိဆောက်ထားရမှချင်းပြည်နယ်ဖြစ်လာတာချင်းပြည်ဖြစ်လာတာပြောချင်တာကဆိုဒီဟာကဒီလိုနဲ့ပဲကျွန်တော်တို့ဖြည့်ဆက်ကျွန်တော်တို့သွားတဲ့အချိန်မှာလဲကိုယ့်ရဲ့အရေးချင်းနဲ့ကိုယ့်လက်နဲ့ကိုယ်မွေဖမ်းဖို့လိုတယ်ဆိုတာကိုကဒါပြောချင်တယ်ပြောယခုကျွန်တော်တို့မတပီတမဟာနှစ်ဆိုတော့ကျွန်တော်တို့မတပီရဲ့အခြေအနေအားလုံးပြီးပြီးသားဖြစ်လိမ့်မယ်ဆိုတော့ကျွန်တော်တို့တခါတလေပေါ့ကျွန်တော်တို့ကယခုမတပီမှာတမဟာတစ်နဲ့နှစ်ဆိုမှဝေးလာတာရှိတယ်ဒါယခုချိန်ထိကျွန်တော်တို့မတပီတမဟာနှစ်မှာတမဟာနှစ်လူတွေကလွေးလို့တခြားဘယ်သူမှလည်းနဲ့ကင်မရှိဘူးဆိုတော့ CNA ကိုတခါတလေအရန်ပြီးတော့ဒီအပြစ်ပုံချတာတွေအများကြီးရှိတဲ့ဟာကလက်မခံနိုင်တဲ့အရာတစ်ခုတော့ရှိတယ်
ခုချိန်ထိ CNA ကသိမ်းပြီးမှမြို့ဒီစခန်းတွေသိမ်းတဲ့အားလုံးသိမ်းထားတဲ့အရာအားလုံးကိုပြန်ပြီးတော့ background ပြန်ကြည့်ရင်တော့ယခုချိန်ထိပေါ့ CNA ကနေပြီးမှ CNA ဖြစ်တော့အုပ်ချုပ်ရေးဖွဲ့စည်းတာတွေဘယ်နေရာမှာမှတွေ့ဖူးမှာမဟုတ်ဘူးတွေ့လည်းတွေ့မှာရှိလည်းရှိဘူးမရှိဘူးဆိုပြောချင်တာကဒီဟာတွေကအရာအမြင်ကိုတစ်ဖက်သားစောင်းလွန်းတာအများကြီးရှိတယ်ဘုလင်းပြောမှာဆိုဒီရီဇွာတို့ဗာလေဒီလိုက်လန်းပီတို့ဒေတာခံရဲ့တာကူရဲလည်းထည့်ပြန်အပ်တယ်ဒါပေမဲ့သူတို့ကပြန်ပြီးတော့အကောင့်ထိပေါ်နိုင်တာမပေါ်နိုင်တာတော့ဒါသူတို့အပိုင်းဖြစ်လိမ့်မယ်ဆိုတော့ဒီလိုကျွန်တော်တို့ပူပေါင်းနေတယ်အခုကျွန်တော်တို့လည်းဒီလိုပဲစင်နေနဲ့ချင်းလင်းကောင်စီမှာပါတယ်ချင်းလင်းကောင်စီတပ်ဖွဲ့စင်နေနဲ့ပဲကျွန်တော်ပူပေါင်းတာမဟုတ်ချင်းလင်းကောင်စီမှာပါဝင်တဲ့တပ်ဖွဲ့အားလုံးနဲ့ကျွန်တော်တို့အတူတကွပူပေါင်းတယ်အတူတကွဒါဆုံးဖြတ်ချက်ချကြတယ်အတူတကွလိုက်နာကြတယ်ဆိုတော့နောက်ဆုံးကကုန်ပြောရင်တော့နောက်ဆုံးကိုအရေးနဲ့ကိုရဲ့ဒီ data နဲ့ကိုဆုံးဖြတ်ပိုင်ခွင့်နဲ့အများကြီးရှိတယ်ချင်းလင်းကောင်စီမှာပါလို့ချင်းလင်းကောင်စီဆုံးဖြတ်ချက်တစ်ခုနဲ့အလုံးလိုက်နာရမယ်ခင်ဗျားတို့မလုပ်ချင်မလုပ်ချင်ဘူးဆိုတဲ့ဟာမဖြစ်ရဘူးဒီကချပြတဲ့ဟာပဲအကုန်လုံးဖြစ်ရမယ်ဆိုတဲ့ဒီအသွေးခေါ်မျိုးကျွန်တော်တို့ကိုဆွေးခေါ်တာတွေလုံးဝမရှိသေးဘူးခုချိန်အုတ်ချုပ်ရေးကစားအခုကျွန်တော်တို့ဒီအုတ်ချုပ်ရေးလည်းဒီထွက်လာပြီဒေသန္တအုတ်ချုပ်ရေးမူလည်းဥပဒေလည်းထွက်လာပြီဒီဟာတွေက CNF ကနေပြီးမှချင်းလင်းကောင်စီကဆွေးပေးတာမဟုတ်ဘူးကျွန်တော်တို့ data ချင်းလင်းကောင်စီမှာပါတဲ့ data ရဲ့အကြီးအကဲတွေအားလုံးစုဖွဲ့ပြီးမှပါလာပြီးမှရေးဆွေးလာတဲ့ဥပဒေဖြစ်တယ်တူတယောက်ရဲ့ဥဆောင်မှုနဲ့ရေးဆွေးတာမဟုတ်ဘူးတူတယောက်ကမှဒီဟာကိုကျွန်တော်တို့အဆင်မပြေဘူးဆိုတော့ကျွန်တော်တို့ဒီဟာကိုပြန်ပြုတ်ပြီးဖို့readyရှိတယ်ဆိုတော့ပြောချင်တာကကျွန်တော်တို့ဒီလိုဒါအမြဲတမ်းဟိုဖက်ဒီဖက်ကြည့်ပြီးမှတူတယောက်ရဲ့ဥဆောင်မှုနဲ့လုံးဝကျွန်တော်တို့မသွားဘူးစုပေါင်းဥဆောင်မှုနဲ့ကျွန်တော်တို့သွားတယ်စုပေါင်းကျွန်တော်တို့ idea ကိုကျွန်တော်တို့ဥပဒေတစ်ခုအနေနဲ့ဒါတိဆောက်ပြီးမှကျွန်တော်တို့ဒီဟာကိုလက်လျောနိုင်အောင်ကျွန်တော်တို့ယခုသွားနေတယ်ဆိုတဲ့ဟာပြောချင်တယ်ဆိုတော့မတပီမှာအခုကျွန်တော်တို့ဒီဗာလဲအုတ်ချုပ်ရေးကိုကျွန်တော်တို့ပေါ်ဆောင်နေတယ်နံပါတ်1အုတ်ချုပ်ရေးကနေပြောမယ်အုတ်ချုပ်ရေးမှာလည်းကျွန်တော်တို့ဒီပေါ်ဆောင်တယ် data ကျွန်တော်အောင်မြင်မှုတစ်ခုကတော့ကျွန်တော်တို့ဒီအုတ်ချုပ်ရေးကနေပြီးမှဒါညီလာခံခေါ်ခဲ့တယ်ပေါ့ဆိုတော့အဲ့ချိန်မှာကျွန်တော်တို့အုတ်ချုပ်ရေးမှာ1ဒီတရင်1 2 3 4 5 6အထိရှိတယ်အုတ်ချုပ်ရေးမှာလည်း data 1 2 3 4 5 6ရှိပြန်တယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့အမှန်ကဒီအုတ်ချုပ်ရေးညီလာလုပ်တဲ့အခါညီလာခံလုပ်လာတော့တစ်ကနဲ့6အထိအကုန်လုံးလူကအုတ်ချုပ်ရေးဖြစ်မှာအကုန်လုံးကျွန်တော်တို့စီမှာပါဝင်နိုင်တာကျွန်တော်တို့ရဲ့အောင်မြင်မှုတစ်ခုပေါ့ဆိုတော့အုတ်ချုပ်ရေးကိုကျွန်တော်တို့ဖော်ဆောင်နိုင်တယ်လူပြအနေနဲ့ဒီပညာရေးကိုလည်းကျွန်တော်တို့ဖော်ဆောင်နိုင်တယ်ကျန်းမာရေးကိုလည်းကျွန်တော်တို့အခုဖော်ဆောင်နိုင်တယ်ကျွန်တော်တို့လက်လှမ်းမီတဲ့လောက်တော့အကုန်လုံးဖော်ဆောင်တယ်ဆိုတော့ကျွန်တော်တို့အုတ်ချုပ်ရေးမှာလည်းအခုကျွန်တော်တို့မတပီရဲ့ဖွဲ့စည်းပုံလေးနည်းနည်းချင်းကပ်ချင်တယ်ဆိုတော့မတပီမှာတော့ကျွန်တော်တို့ဒီဒါဌာနဆိုင်ရာကာကွယ်ရေးရှိမယ်ပြီးရင်တော့အုတ်ချုပ်ရေးရှိမယ်ပြီးရင်တော့ကျွန်တော်တို့ဒါပညာရေးကျန်းမာရေး IDP ဖွဲ့ရှိလိမ့်မယ်ဆိုတော့ဒီဟာတွေအားလုံးရဲ့ဒီအကြီးဆုံးကအုတ်ချုပ်ရေးမဟုတ်ဘူးအကြီးဆုံးကဒီတပ်မဟာကျွန်တော်တို့အဲ့ဒါလည်းမဟုတ်ဘူးကျွန်တော်တို့မှာဒီတစ်ဖက်ကပြောရရင်တော့council ဆိုတာရှိတယ်မတပီ council ဆိုတာရှိတယ်မတပီ council မှာကျွန်တော်တို့ဒီမတပီ council အောက်မှာပဲဒီကာကွယ်ရေးဌာနကြီးပြီးတော့ခုနဒီအုပ်ချုပ်ရေးဌာနပညာရေးဌာနကျန်းမာရေးဌာနဆိုတဲ့ဟာတွေကကျွန်တော်တို့အကုန်လုံးရှိတယ်ဆိုတော့ကျွန်တော်တို့ council မှာအာဏာပြည့်ဝရှိတယ်ဆိုတဲ့ဟာကကျွန်တော်တို့ရဲ့ဖွဲ့စည်းပုံဖြစ်တယ်ဒါမှတက်မှာကတက်ကနေပြီးတော့ကျွန်တော်တို့ဒီလှုပ်ရှားရှိတာကသူ့ဟာသူလှုပ်လိမ့်မယ်ဆိုတော့ဒီ council ကလည်းအဖွဲ့အစည်းတစ်ခုဖြစ်တယ်ဆိုတော့ဒီ council ကတကယ်အာဏာ
power ရှိတဲ့ကောင်စီစုဖွဲ့မှုရှိတယ်ဆိုတဲ့ဟာလဲပြန်ပြီးတော့ပြောချင်တယ်တော့ယခုကျွန်တော်တို့မတပီမှာကျွန်တော်တို့အခက်အခဲကြုံနေတာကတော့အုတ်ချုပ်ရေးကိုဖက်မှာပထမဆုံးကောင်းကောင်းမာရနိုင်ကျွန်တော်တို့ဒီတပ်ဖွဲ့တွေကတော့ဒီတော့မှာဒီလိုနေလာတာတော်တော်လေးကြာလာတဲ့ခါကျတော့ကျွန်တော်တို့မှာဒီပြဿနာတိတ်မရှိဘူးပေါ့အဓိကပြဿနာဖြစ်တာဒီကူဒီတက်ယခုတော်တော်လေးပြဿနာဖြစ်တယ်မလို့လဲဆိုတော့ဒီဘလေဝါလန်တချောက်ကအကုန်လုံးကအခုဒီအေရအကုန်လုံးနေရာယူထားတယ်ဆိုတော့မတပီပလေဝါလန်ပေါ့ဆိုတော့ဒီမတပီပလေဝါလန်ကကျွန်တော်တို့ဒီယခု area 3အုပ်ချုပ်ရေး area 3နေမြေတရင်3နေမြေပေါ့ဆိုတော့ကျွန်တော်တို့ဒီဖက်တရင်ဖက်ဒီရောအကုန်လုံးနေရာမှာအကုန်လုံးနေရာယူထားတယ်ဆိုတော့ဘယ်လောက်ထိဖြစ်တယ်လဲဆိုတော့ဒီမှာရှိတဲ့ကြေးရွာလူပြည်သူလူထုတွေကကြိုက်တယ်လို့တွာလာလို့မရတာတော့ပြဿနာအကြီးဆုံးရှိတာပေါ့ဆိုတော့ကြိုက်တယ်လို့ပညာတင်ကြားခွင့်မရှိဘူးကြိုက်တဲ့နေရာမှာပညာတင်ကြားခွင့်မရှိဘူးကြိုက်တဲ့နေရာမှာစေကူတာခွင့်မရှိဘူးကြိုက်တဲ့နေရာမှာတွာလာလှုပ်ရှားလို့လှုပ်ရှားခွင့်မရှိဘူးဒါပြည်သူတွေရဲ့ဒါပထမဆုံးဒီကြုံတွေ့ရတဲ့အခက်အခဲဒုတိယအနေနဲ့ကျွန်တော်တို့အစည်းအဝေးကြီးကျွန်တော်တို့ကျင်းပမဲ့အချိန်မှာတွေကဒါပြည့်ပြင်းတာရှိတယ်ဆိုတော့မကြသေးခင်ကပဲကျွန်တော်တို့အရန်ဒီဝန်းနေဖို့ကောင်းတာကကြေးရွာတိုင်းကိုတစ်ခါကစာပေးတာပေါ့ဒီကြေးရွာတွေမှာအကုန်လုံးဘယ်တော့မှစီတပ်ဖွဲ့တွေဝင်ရင်တော့အကြောင်းကြားရမယ်အုပ်ချုပ်ရေးမှုတွေကအုပ်ချုပ်ရေးမှုအကြောင်းမကြားရင်တော့ဒီအရေးယူမယ်ဆိုတဲ့ဟာတွေကရွာတိုင်းကိုစာပေးလာတယ်ဆိုတော့တခါတလေကိုယ့်ဟာကိုပြန်ပြီးတော့မြေခွန်းထုတ်မိတယ်။အော်ကျွန်တော်တို့အနေနဲ့တော့တမဟာတစ်ကော CB ရောအခင်းချင်းတစ်ခုမှကျွန်တော်တို့နားလည်မှုလွေးလို့စစ်ခတ်တာတွေရှိပြီမဲ့ယခုချိန်ထိရန်သူလို့ကျွန်တော်တမဟာမတပီမှာဖြစ်တဲ့ပြဿနာတွေကယခုချိန်ဆိုရင်တော့ဘက်ဖက်ကလူတွေကလည်းနားလေသိနားမလေတာကညီနောင်အားလုံးကလည်းနားမလေတာလားဒါမှမဟုတ်ရင်တော့ဟိုနားလေပေမဲ့အမဟာအမှန်ကိုခွေးချတတ်ပေမဲ့တစ်ဖက်ကမာနနဲ့တစ်ဖက်ကမုန်းတရားနဲ့ဖြစ်တာလားတော့မသိဘူးရှင်းပြောမယ်ဆိုရင်မတပီပြဿနာရဲ့အရင်းမြစ်ကအားလုံးသိပြီးသားဖြစ်လိမ့်မယ်ကျွန်တော်ကဘယ်တော့မှအလိမ်အညာတွေနဲ့ပြောမှလည်းမဟုတ်ဘူးဘယ်သူ့ရဲ့နှုတ်ကဘာထွက်တယ်လဲဆိုတဲ့ဟာနဲ့အကုန်လုံးရှိတယ်ဆိုတော့ဒီဟာကိုကယခုချိန်ထိကျွန်တော်တို့မှာဘာကြောင့်လဲဆိုတော့ကိုမမှားပေမဲ့တစ်ဖက်ကမှားပေမဲ့ကျွန်တော်ကိုရန်သူလို့မတမ်းဟဘူးဒီချင်းတွေကချင်းတွေပဲတနေ့ကျတော့ပြန်ဆုံမှာပဲဆိုတဲ့ဟာစိတ်နဲ့ကျွန်တော်တို့ကအမြဲတမ်းဒီညှိနှိုင်းမှုကိုရှေ့တန်းတင်ပြီးမှစီးလုံးမှုကိုရှေ့တန်းတင်ပြီးမှဒီအလုပ်ဆောင်ရွက်လက်ရှိတယ်ယခုချိန်ထိမတူပီတမ္မာနှစ်နေမြေအတွင်းမှာကောကျွန်တော်တို့တမ္မာတစ်လူဒီဝิญဉ်တော့ CB လူဒီဝิญဉ်တော့ဖမ်းပေးပါဆိုတဲ့အမိန့်ချက်မှကျွန်တော်မထုတ်သေးဘူးအုပ်ချုပ်ရေးကိုလည်းမပြောကိုရေးဘော်တွေကိုလည်းဘယ်တော့မှအမိန့်ထုတ်သေးဘူးခင်ဗျားတို့လာရင်တော့သမင်းစားခေါ်ပါအတူတကွထိုင်ကြပါစကားပြောကြပါဒီစီလုံးမှုကိုရေးဘော်ကအစဒီဆောက်ပေးပါဆိုတဲ့စကားတော့အကုန်လုံးမှားတာရှိတယ်ခုချင်းဆိုတော့ပြောချင်တာကအမဟာအမှန်ကိုလည်းခွေးချတတ်ပြီးမှဟိုယခုချင်းဆိုရင်တော့ပြင်ဆင်တင်ပြီဆိုတဲ့ဟာကိုတော့ကျွန်တော်ပြောချင်တယ်ပေါ့ဒါယခုကျွန်တော်တို့ဒီမတပီရဲ့အခင်းချင်းတွေကိုအကုန်လုံးပြန်ကြည့်မယ်ဆိုတော့ယခုချိန်ထိအရင်ကမတပီမှာတော့အခုအကုန်လုံးရှိတယ်ဆိုတော့တခုခုဖြစ်လာရင်တော့ကျွန်တော်တို့တမ္မာတင်းနဲ့ဟစ်နဲ့ဖြည့်ရှင်းမဲ့အခြေအနေကနီးတယ်နေတယ် CB နဲ့မဟာမိတ်အထိနဲ့အတူတူကဖြည့်ချင်းမဲ့အခြေအနေမျိုးဖြစ်နေတဲ့အခုက
ဒီဟာကဝန်းနေရှာကောင်းတယ်အခုကျွန်တော်တို့မတပီတမဟာနေနဲ့ပြဿနာမတူဘူးဆိုဖြစ်ကြည့်တမဟာနေကလွေးလို့ကျွန်တော်နောက်ကွယ်မှာဘယ်သူမှမရှိဘူးဆိုတာကျွန်တော်တို့ဒီအလုံးအသိဖြစ်လိမ့်မယ်ကျွန်တော်ကလိုအပ်မှတာကိုယ့်ရဲ့ဒီချင်းလက်အစိုးရကိုအကြောင်းကြားလိမ့်မယ်မလိုအပ်ရင်တော့ကိုယ့်ဟာနဲ့ကိုယ်ဖြည့်ရှင်းနိုင်တယ်လို့ကိုယ့်ဟာနဲ့ကိုယ်အရင်ဖြည့်ရှင်းပါအဓိကတော့ကျွန်တော်တို့ဒါကဘာကြောင့်လဲဆိုတာကစီလုံးရေးကိုစီလုံးမှုကိုဥတည်ခြင်းလို့စီလုံးရေးကိုကျွန်တော်တို့ရှေ့တန်းတင်ခြင်းလို့ဒီဟာဖြစ်တယ်ဆိုတော့ကျွန်တော်တို့အဓိကတော့ဒီသူတွေလည်းကျွန်တော်တို့ဖိတ်ခေါ်တယ်အမြန်ဆုံးရောက်လာနိုင်အောင်ဖိတ်ခေါ်ပေးမယ်တစ်ဖက်ကဒါအကန့်အသတ်လေးတွေတော်တော်လေးရှိတဲ့ခါကျတော့တော်တော်လေးဝမ်းနေပူတော့ကောင်းတာပေါ့ဆိုတော့ခုနပြောသလိုပေါ့နောက်မိခွင့်မှလည်းကျွန်တော်တို့ပြန်ပြီးတော့ဒီပြောဖို့ရှိလိမ့်မယ်ဆိုတော့မစိုးစစ်ဘေးချောင်ဒီကိုအဓိကပြောချင်တဲ့ဒီကိစ္စနဲ့ကျွန်တော်တို့မစိုးရမှာမကြသေးခင်ကပဲအားလုံးကြည့်ကြပါဒီ Aizol မှာရောဒီလုံးလေဒီဖက်မှာကျွန်တော်တို့မစိုးရမှာစစ်ဘေးချောင်မှာအများဆုံးကမတူပီဖြစ်လိမ့်မယ်ချင်းကျင်နေမှာမတူပီဖြစ်လိမ့်မယ်ဆိုတော့အများဆုံးစစ်ဘေးချောင်မှာမတူပီရလူတွေရှိတယ်နေရာတိုင်းမှာဆိုတော့တစ်ဖက်ကကျေးဇူးတင်ပါတယ်မစိုးဒီကကျွန်တော်တို့လက်ခံပြလို့လက်ခံပြလို့စစ်ဘေးချောင်နေတာဒီကျေးဇူးတင်တယ်ဆိုတော့ယခုကြာလာတော့ဘာဖြစ်သွားသလဲဆိုတော့ယခုလုံးလေဒီမှာရောတော်တော်လေးဒီမစိုးအကြီးကြီးတွေကအမိန်ထုတ်ပြန်တာရှိတယ်စစ်ဘေးချောင်နေညမထရဆိုတဲ့ဟာတွေကဆိုတော့ဒီဟာဒီကအမျိုးကန်တပ်ပေးအိုင်ဇော်မလဲဆိုတော့ကျွန်တော်တို့သူတို့လုပ်တဲ့ပြဿနာကိုစစ်ဘေးချောင်ကိုပုံချအစစရဒီအရက်တောက်တာကစသူတို့ကြိုက်တယ်လို့တောက်ပြီးမှကြိုက်တယ်လို့ဒီလမ်းဘေးမှာဒီပလင်းခွန်တွေထားတဲ့ဟာကိုအကုန်လုံးကစစ်ဘေးချောင်တွေအဖြစ်ပုံချစစ်ဘေးချောင်တွေဟိုမှာဘယ်လောက်အထိဖြစ်လဲဆိုတော့ပြောမယ်ဆိုတော့ကျွန်းတောင်မှလွတ်လပ်ခွင့်ပေးသေးတယ်တခါတလေလေသူတို့ရဲ့အနေထားကိုကြည့်တော့အញ្ញတနာဖို့ကောင်းတယ်ဆိုတော့ဘာပြောကြတယ်လဲဆိုတော့စစ်ဘေးချောင်တွေနဲ့ကျွန်တော်ခဏခဏတွေ့တာရှိတယ်ဘာပြောတယ်လဲဆိုတော့ကျွန်တော်ရောက်ပြီဆိုတော့ကဲဘယ်လိုလဲကျွန်တော်တို့ပြန်လို့ရပြီလားဆိုတဲ့မေးခွန်းပဲအပေါ်မှာမေးတယ်ကျွန်တော်တို့ကဒီလိုဖြစ်တယ်ဒီမှာအဆင်မပြေတော့ဘူးကျွန်တော်တို့ကိုအနုနည်းနဲ့မောင်းထုတ်တယ်လို့ကျွန်တော်ခံစားရတယ်ကြံချင်တဲ့ဆိုတဲ့ဟာတွေကအများကြီးမေးခွန်းထုတ်လာတယ်ကျွန်တော်တို့ကတော့ပြည်သူတွေကိုအခုတဲ့အကုန်လုံးပြန်စေချင်ဘူးစစ်ကောင်စီမရှိတော့တဲ့မတူပီမှာစစ်ချောင်နေတဲ့ဒုက္ခမျိုးစုံရောက်နေတဲ့ပြည်သူတွေဟိုမှာကြိုက်တယ်လို့ဟင်းလည်းရှာလို့မရဘူးပတ်စံရှိမှဝေလို့ရတဲ့အခြေအနေကြိုက်တယ်လို့တောသွားလို့မရဘူးသူများနိုင်ငံမှာအဝတ်အစားဝေတာတောင်မှအဝတ်အစားနဲ့ကောင်းတာတွေဝေပြီးဆိုရင်တော့အပြောခံရပြီပြောချင်တာကအကြည့်ဆက်ဆံပုံတွေအစအဆင်မပြေတော့ဘူးဒီဟာတွေကစစ်ဘေးရှောင်တွေအတိဆုံးဖြစ်လိမ့်မယ်အဲ့လောက်ထိခံစားနေရတဲ့ဒီစစ်ဘေးရှောင်တွေကိုကျွန်တော်တို့တနာတယ်အမြန်ဆုံးကိုအိမ်မှာကိုရာမှာနေပြီးမှဒုက္ခခံတဲ့ကိုအိမ်မှာဒုက္ခခံရင်တော့ပျော်တယ်ကိုနေရာမှာခံတော့ပျော်တယ်ဆိုတော့ကျွန်တော်တို့ကအများကြီးကျွန်တော်ဖိတ်ခေါ်တယ်အခုလည်းကျွန်တော်တို့အကုန်လုံးပြန်နိုင်တော့အကုန်လုံးပြန်တော့ခုရရွာကိုဆိုကျွန်တော်တို့ပြောထားတာရှိတယ်ဒါမဲ့စစ်ဘေးချောင်တွေကမပြောတယ်လေဆိုတော့တကယ်ပြန်ရင်တော့ကျွန်တော်တို့အတွက်လုံခြုံမှုအာမခံနိုင်မလားဆိုတဲ့ဟာတွေပြန်မေးတယ်စစ်ကောင်စီမရှိတော့ဘူးဘာကိုလုံခြုံရေးအာမခံပေးမလဲလို့ကျွန်တော်ကမေးတယ်မတူပီမှာမတူပီ CDF ပဲမရှိတော့ဘူးတမန်နှင်းနေမြန်မာတော့တမန်နှင်း CDF ပဲရှိတော့ဟိုဖက်ကလူမျိုးပေါင်းစုံနဲ့နေလာတော့ကျွန်တော်တို့အတွက်ကအဆင်ပြေမလားဆိုတဲ့ဟာတွေကမိခွန်းထုတ်လာတယ်ဆိုမပြန်ရေးကြဘူးတော့နေရာတိုင်းမှာသူတို့ဒီစခန်းဒီညီနောင်ရဲ့စခန်းဒီအကုန်လုံးကျ
ကျေးရွာတိုင်းမှာရှိတယ်ကျေးရွာနဲ့တရွာအကြားမှာရှိတဲ့ AS ခန်းတွေလည်းအကုန်လုံးရှိတဲ့အခါကျတော့ဒီသူတွေကမပြန်ချင်ဘူးသူတို့ရှိနေတွေ့ကျွန်တော်ပြန်ဖို့အဆင်ပြေမလားဆိုတဲ့ဟာတွေဖြစ်လာတယ်ပြောချင်တာကဒီဟာတွေကြည့်တော့တစ်ဖက်ကအရန်ဘယ်လိုပြောမလဲဟိုဝတ်နေဖို့ကောင်းတယ်ဆိုပြန်တဲ့လူတွေလည်းဟိုဘယ်လိုပြောတစ်ဖက်ကအာဒါလို့မှရမယ်ဆိုတဲ့ပုံစံတွေဖြစ်လာတော့ကျွန်တော်လေးဒုက္ခတွေကြုံလာရတာလေအခုဒီလူတွေကတော်တော်လေးရှိတယ်ပုလင်ပြောမယ်ဆိုတော့ကျွန်တော်တို့မတူပီကနေပြီးမှကျွန်တော်တို့ယခုချိန်ထိမတူပီတမန်ဟစ်မှာပါဝင်တဲ့ CB or CC မှာပါဝင်တဲ့ဒီပူရီအကုန်လုံးကယခုချိန်ထိမြို့ပေါ်မှာမတူပီမြို့ပေါ်မှာဝင်ခွင့်မရှိသေးဘူးပြီးတော့ကြိုက်တယ်လို့နေလို့မရဘူးပြောချင်တာကဆိုတော့မတူပီမှာကျွန်တော်တို့ဒီပူရီရွေးချယ်ထားတဲ့အရာအလုံးကျွန်တော်ပြန်ကြည့်မယ်ဆိုတော့ဒီရခိုင်နှုန်းမှာချင်းနိုင်ငံရေးကိုပြန်သုံးသပ်မယ်ဆိုတော့တရားမှာ80က90ကကျွန်တော်တို့80 90ရခိုင်နှုန်းလောက်ကကျွန်တော်တို့ချင်းနဲ့မှာအကုန်လုံးပါဝင်တဲ့လူတွေပဲကျွန်တော်တို့နဲ့အတူတကွရက်တည်တဲ့အဖွဲ့အစည်းတွေဖြစ်တယ်ဆိုတော့ဒါပေမဲ့အခုဘယ်လိုဖြစ်တယ်လဲဆိုတော့ပြည်သူတွေကိုမရမကရတဲ့နေနဲ့ထိန်းချုပ်မယ်ရောင်းခွင့်လည်းပစ္စည်းလည်းမရောင်းပေးဘူးမြို့လည်းမဝင်ခိုင်းဘူးဒီလိုအကျက်ကင်မှနောက်ဆုံးမခံနိုင်တော့တဲ့အဆုံးမှာပြည်သူတွေကကိုယ်ဖေရောက်လာမယ်ဆိုတဲ့ဟာရည်ရွယ်ချက်နဲ့အခုလုပ်နေတာတော့တော်တော်လေးဝမ်းနည်းဖို့တော့ကောင်းတာပေါ့ဆိုတော့ကိုပြည်သူကိုကျွေးတဲ့ပြည်သူကျွန်တော်တို့ကိုရှေ့မှာရက်တည်ပေးတဲ့ပြည်သူတွေကိုတစ်ဖက်ကအာဏာပြန်ပြတယ်လို့ဖြစ်လာတဲ့ဟာကကျွန်တော်အရန်ဝမ်းနည်းဖို့တော့ကောင်းတယ်ပေါ့ဆိုတော့တခါတလေကျွန်တော်တို့ရဲ့တွားတဲ့ပုံစံချင်းနိုင်ငံကြီးကစလက်နဲ့ကင်တွားတဲ့ပုံစံတွေကကူညီတယောက်နဲ့တယောက်ကူညီတာမဟုတ်ပဲနဲ့တယောက်နဲ့တယောက်စီးလုံးနိုင်တဲ့အခြေအနေမျိုးမဟုတ်ပဲနဲ့ဘယ်လောက်ထိဖြစ်လဲဆိုတော့ကိုလုံနိုင်တဲ့ဟာတွေကိုတစ်ဖက်ကမခံနိုင်အောင်ကြွားပြမယ်တစ်ဖက်ကဘယ်လိုဖြစ်မလဲလုတ်ပြမယ်ဆိုတဲ့ပုံစံနဲ့ဖြစ်သွားတာဆိုတော့ဖားကပဲစင်ချေရှေယာမှာရှိတဲ့ရေနဲ့ရေထဲမှာရှိတော့ကိုယ့်ဟာကိုယ်ပင်လေကြီးလို့ထင်ပြီးမှပေါ်ရဲဆိုတဲ့ပုံစံနဲ့ပေါ့တခြားလူဒီစီမှာတခြားတိုင်းတစ်ပါးတွေကကြည့်ရင်တော့အရင်ရှက်ဖို့ကောင်းတယ်ကျွန်တော်တို့ချင်းတွေရဲ့ဒီအနေပုံထိုင်ပုံတွေကစီလုံးရေးကိုဘယ်သူမှဦးဆောင်ပြီးမှရှေ့ရှုပြီးမှသွားတဲ့လူတိတ်မတွေ့တော့ဘူးယခုချိန်ထိကျွန်တော်ပြောမယ်ဆိုတော့တစ်ဖက်ကချင်းလင်းကောင်စီမှာပါဝင်တဲ့တပ်ဖွဲ့တွေကဘာမှမပြောကြဘူးငြိမ်ကိုငြိမ်တယ်တခုလို့ရင်လည်းဟိုဘက်ကမရှိပြန်ဘူးထုတ်ပြန်ချက်ဆိုနေပါညာဆိုတဲ့ဟာမရှိပြန်ဘူးကိုအလုပ်ကိုလုပ်နေကြတာဘယ်လိုအောင်မြင်နိုင်မလဲတစ်ဖက်ကစီရေးကိုဘယ်လိုအောင်မြင်နိုင်မလဲတစ်ဖက်ကနိုင်ငံရေးကိုလည်းဘယ်လိုဖော်ဆောင်နိုင်မလဲပြည်သူတွေကိုကျွန်တော်တို့ဘယ်လိုကြမ်းမဲဆောင်ချောင်းမှုပညာရေးအုပ်ချုပ်ရေးဘယ်လိုအောင်မြင်နိုင်မလဲဆိုတဲ့ဟာကိုအလုပ်နဲ့ကိုလုပ်ကြတာတော့တခါတလေရှိကြသေးသလားဆိုတဲ့မိခုနှစ်တောင်အများကြီးထုတ်ကြတယ်ဒါဘာကြောင့်လဲဆိုတော့ကိုလုပ်တဲ့အရာတစ်ခုကိုအကြီးကြီးပုံကြီးရှိတတ်တဲ့အဲမှာမပါကြဘူးကျွန်တော်တို့လည်းမပါဘူးဟုတ်လည်းပြောမယ်ဆိုတော့ကိုလှုပ်ရှားရှိတာလုပ်မယ်ဒါပဲတော့အများကြီးချပြရှာလည်းမလိုဘူးသူများအောင်စိန်ခေါ်ရှာလည်းမလိုဘူးပြောချင်တာက